ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ DNA Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမကတော့စာရေးသူစောင်းဝေဝေဖြစ်ပါတယ်ရှင်။အခုဖတ်ပြမယ့်ဝတ္ထုလေးကတော့ကျမကိုယ်တိုင်ရေးသားထားတဲ့ဒီလူနန်းသောအရိုင်းပန်းဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစတင်မီကျမတို့ရဲ့ DNA YouTube Channel လေးကို Like and Subscribe လုပ်ပေးရင်ဗီဒီယိုတစ်တင်တိုင်းမှာသိရှိနိုင်ရင်ဘေးနားက Notify Bell လေးကိုနှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်။ညတနာရီကြော်တော့မှအလုပ်ကိစ္စတွေပြီးပြတ်သွားတယ်။တစ်ချိန်လုံးဇက်တိုက်ထိုင်နေခဲ့မိတာကြောရိုးတွေဆိုတာတောင်းထွက်နေတာပဲဒီကြားထဲခွေးခိုက်ခံလိုက်ရလို့ပခုံးနေရနဲ့လက်မောင်းနေရမှာတအားနာနေတယ်လက်တော့နဲ့ဖိုင်နယ်တွေကိုတင်လိုက်ပြီးနောက်စာကြည့်ကန်းတစ်ခါကိုတွန်းဖွင့်လိုက်တယ်ညရဲ့တိတ်ဆိတ်နေမှုကြောင့်ပစ္စည်းတစ်ခုလိမ့်ကျသွားတော့အကျယ်ကြီးချလိုက်ရတယ်အောက်ကိုငုံကြည့်ပြီးကောက်ယူကြည့်လိုက်တော့အနာကျက်လိမ့်စေဘူးလေသူကျင်နဲ့စွာပြုံးလိုက်တယ်ကြည့်ရတာကလေးမစိတ်ပြေသွားလို့ဆေးဘူးလာထားသွားတာပဲနေမယ်မနှက်ဖြန်အားစပြီးကလေးနဲ့တွေ့ရတော့မှမဟုတ်တော့ဘူးလွမ်းနေရတော့မှာပဲအိတ်ခမ်းစီသူအမြန်သွားကသူ့ရဲ့အိတ်ခမ်းလေးမှာလှုပ်တတ်တဲ့အကျင့်တိုင်းရေချိုးခမ်းထဲသို့ဝင်သွားလိုက်တယ်ရေချိုးခမ်းတကားကိုဖွင့်လိုက်ပြီးနောက်စပို့ရှက်လက်တူချွတ်လိုက်မိရတယ်အကိုက်ခံထားရတဲ့တရားကြောင့်လက်မောင်းကနားလာတယ်ကိုလုံးပေါ်မှန်တဲတွေမြင်နေရတော့ပခုံးနဲ့လက်မောင်းမှာအညိုမဲဆွဲနေတော့သွားရတွေကိုလက်နဲ့ကင်ကြည့်လိုက်မိတယ်ဒေါ်ရွှေတူကသူ့ရဲ့ခက်ကလေးဖြူလုံးနဲ့နာမည်အတူတူပါကြောင့်ပေးခဲ့တယ်လဲဆိုတာခုမှပဲသဘောပေါက်တော့တယ်ခွေးမလေးချစ်ချင်စရာတော်တော်ကောင်းတဲ့ဟာလေးကိုက်ထက်လိုက်တာများတစမ်းမှတော့မသွားငါသူ့ကိုဆုံးမရလားသူကငါ့ကိုဆုံးမလှက်လိုက်တာလားဟာဟာမန္တမမြင်နေရတော့ကိုပေါ်မှာသွားရတွေကိုကြည့်ပြီးဒေါသထွက်ရမယ်အစားပြန်တွေးမိတိုင်းရဲချင်းနေမိတာဘာကြောင့်များပါလဲဖြူလုံးနဲ့ပတ်သက်လာရင်အမြဲတမ်းအလျှော့ပေးလိုက်ဖို့ပဲသူတွေးတတ်တော့တယ်မိုးဥရုကုံလုံးရိပ်စောင်းဟိမ်မဲ့အစာပြိုးလို့လာကြည့်ပြီးအချိန်ကမနက်ဝေလီဝေလင်းနင်းမြူမစဲသည့်ချိန်ဖြစ်နေတာကြောင့်ပဝင်းချင်းကလည်းအဖြူရောင်မြူမွေးတို့နဲ့သာပြင်းနှံ့နေတယ်သူ့ချစ်ပွားအောက်တွင်ရှိသောမျက်ပင်ကလေးတွေတောင်မှတညာလုံးနှင်းရည်တို့တောက်သုံးထားလို့ထင်ပါရဲ့အင်းမြဆိုးစစ်မှုအပြည့်ဖြစ်နေတယ်လက်ဘွားနဲ့သူ့မျက်နှာတွေမေးစီတွေကိုဆန်းကြည့်လိုက်ပြီးတော့လက်ပတ်ဆိုတဲ့အချိန်ကာလအတွင်းမှာမရိပ်မတင်ပြီးလို့မုတ်စိတ်မွေးလေးတွေကခက်ကြက်ကြက်ပေါက်နေပြီတိတ်ပင်လေကြီးကိုငေးကြည့်နေအေးချမ်းမှုနဲ့လွတ်လပ်မှုတစ်ချိန်တည်းမှာခံစားလိုက်ရတယ်တနကကြောင်တဲ့ရဲ့အရှိတ်သည်ဘောခေါင်ရေရှားသောအရက်ဖြစ်တာကြောင့်အပေါ်စီးမှကြည့်ရင်တစ်ပင်ပန်းပန်တို့အားစဝါချင်းချင်းအယောင်တို့ထင်ဟပ်နေတယ်။တောင်တန်းကြီးရဲ့အနောက်ဘက်အပိုင်းမှာတော့မြစ်တက်ကလေးဖြက်စီးနေလေတော့အမျက်စိမ့်လန်းနေတယ်။ထိုမြစ်လေးသာလူနေအရက်နဲ့နေရင်ဖြင့်ငယ်တုန်းက3ရက်နေမှရေတစ်ခါချိုးရတဲ့အဖြစ်ကနေကင်းလွတ်ခွင့်ရမှာသိကြတယ်။အခုတော့လူတွေ3ယူလို့မရတဲ့အဝေးတနေရာမှာအထီးကျန်နေရပြီပေါ့။ဒါအပြင်ကျွန်းသက်ပါပေါ်ပေါ်များများပေါက်ရောက်နေတာကြောင့်ဦးအကားတို့လိုလူတွေအတွက်မျက်စိကျစရာဖြစ်နေမှာသိကြတယ်။ဒီလူတွေလုပ်တဲ့အလုပ်ကတရားမဝင်တာထက်တရားမဝင်တဲ့တစ်တင်ပို့မှုကပုံများနေမယ်ဆိုတာသိကြပါတယ်။ဒါပေမဲ့တောထဲမှာလှုပ်ဝက်ပြီးနေကြတဲ့ကြောင့်တက်တင်တဲ့ကွာလက်ထောက်ချဖို့ရမတတ်နိုင်ဘူးဖြစ်နေတယ်။ဆရာဘာတွေတွေးနေရလဲ။ဘုလူထင်ရဲ့အတန်ကြောင့်တိမ်ပင်လေတွေကိုတမိတမောငေးကြည့်နေမဲ့လက်ကြည့်လိုက်မိတယ်။ဘုလူထင်ကလက်ထဲရင်ရှမ်ပိန်ကိုကင်လာပြီးသူ့ရှိရင်ရှိတော့တသားအပိုင်းလုံးကြီးပေါ်သို့တင်လိုက်တယ်။အသိယူလာတဲ့ဖန်ခွက်ကလေးတဲ့သူရှမ်ပိန်ကိုငှဲ့လိုက်ပြီးသူ့စီသို့ကမ်းပေးလိုက်။ဒီရှမ်ပိန်ကဝိုင်မျိုးပေါင်း200နဲ့ဖော်ထားတာဒေါ်လာ200ကျော်ရယ်နော်။အများဖွက်ပြီးယူလာရဲတယ်ပေါ့။ဆရာအတွက်ကျွန်တော်ရဲ့စေနာပါ။ရာသီဥတုကအေးတယ်လေ။ရှမ်ပိန်လေးထဲမှာကွက်တီပဲ။ဦးလူထင်ကဖန်ခွက်နောက်တစ်ခုတည်းသူငှက်ထည့်နေတာကြောင့်သူပြောင်းလိုက်မိရင်ဖန်ခွက်ကိုယူလိုက်တယ်။တိမ်ပင်လက်ပတ်သူမျက်နှာပြတ်မှုကပြပြလေးသွားနေတော့တင်လေးလေးတွေကိုငေးရင်းနဲ့ရှမ်ပိန်ရတောင်မြည်ကြည့်လိုက်တယ်။ဆရာဒီနေရာလေးကိုရှာတွေ့တာတကယ်ကိုကောင်းတယ်ဗျာ။ဘန်ဂလိုရီနဲ့ resort တွေသာစောက်ပြီးခီးသွားတွေအတော်လေးစီလာမဲ့နေရပဲ။ဒီနေရာကိုကျွန်တော်တငယ်ချင်းတယောက်ကအရင်ခေါ်လာခဲ့တာ။ဟိုရင်ကလွတ်လပ်တဲ့လူငယ်ဘဝလေးကိုခန်းစားခဲ့ရစင်ပါဘောဗျာ။အဲ့ချိန်တော့ကျွန်တော်မှစိတ်ကူးလေးတစ်ခုရှိခဲ့ဘူး။တစ်ချိန်ချိန်မှာမိသားစုလိုက်လေဒီနေရာကိုပြပြပပလာခဲ့မယ်ဆိုပြီးပေါ့။အခုတော့အခြားမိသားစုတွေအတွက်ရွေးချယ်တဲ့ရုံလေးတစ်ခုတိစောက်ပေးနိုင်တော့မှာပေါ့။မိသားစုကြောင့်ခဏခဏပြောနေပုံထိုင်ကြီးကတို့စီကမိမယူချင်နေပြီနဲ့တူတယ်။ဘလို့လဲဒေါက်တာမလေးကိုလက်ထပ်ခွင့်တောင်းတော့မှာလားဗျ။ဒီဝါအဖို့အပြုံးတစ်ခုတမင်ဖန်လေးပြစ်လိုက်တယ်။ညဝန်းတွေကလည်းတိမ်ပင်လေကြားထဲမှာထွက်ပြူလာစားနေမင်းကြီးကိုကြည့်နေနေပေါ့တကယ်လို့တစ်ချိန်ချိန်မှာမျိုးသမီးတယောက်နဲ့လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ဦးအကရဲ့သမီးတွေတော့မဖြစ်စေအောင်ဒါဆိုရင်ဘာကြောင့်များဒေါက်တာမလေးနဲ့လူသိရှင်ကြတွဲနေရလဲဆရာရဲ့အဲ့လိုလုပ်တာတော့မကောင်းချင်ပါဟမ်ခမရကိုလူတယောက်ကကြုံကောင်းလို့ပြောရင်အဲ့လိုခမရဘာပြန်လုပ်မှာဟာပြောကြည့်ပါလားဆွဲထုတ်မှာပေါ့ဆရာရဲ့လူချင်းလာပြောကြရလားဒီလိုလေးကြားလိုက်တဲ့ခမရတော့သိမခံနိုင်ဖြစ်နေအခောက်ရမတိအောင်ကျွန်းဆိုတဲ့အသုံးလုံးနဲ့ပြစ်ပေါက်ခံရတဲ့ကျွန်တော်ဘာလို့တင်လဲတဖြည်းဖြည်းတက်လာတဲ့နေလင်းရောင်ဟာဒီဝိုင်းမျက်ဝန်းတွေကိုစိုးရဲစွာရောင်ပြန်ဟပ်နေတယ်
ဒေဝကလည်းမျက်တောင်မခန့်စတဲ့အလင်းနှန်းတွေကိုတူရှင်ပြိုင်ပြီးကြည့်နေလိုက်တယ်သူ့မျက်ဝန်းထဲမှာနာကြီးချက်အပိုင်းစားတွေကလည်းမိကြောက်ကဲ့သို့ဖြစ်လာတယ်ဟဲ့ကိုလူထိန်အတန်အကျယ်ကြီးနဲ့လမ်းခေါ်လိုက်တော့လူကိုကြည့်လိုက်ပြီးတော့ဆောက်လုပ်ရေးအင်ဂျင်နီယာကုံမျိုးဆွေဖြစ်နေတယ်တံပိတ်တော့တာကျွန်တော်တော့မခေါ်ဘူးဗျာစိတ်ကချက်ခင်ဗျားတို့ဖွဲ့ကခုမှနိုးကြတာ哦ဗျဆောက်လုပ်ရေးက9နာရီခွဲမှလုပ်ငန်းစတာဆိုတော့လုပ်သမားတွေက6နာရီခွဲလောက်မှထကြတယ်သမင်းချက်သမားတွေကအစောကြီးထကြတာကြောင့်လုပ်သမားတွေကအစားတောက်ကပူစရာမလိုပဲမျက်နှာတစ်ပြရနဲ့မနှက်စာအစင်းသင်းစားကအလုတ်တန်းလောက်ကြဖို့သာရှိတယ်ဒါနဲ့ဆရာတေဝါရောအိမ်ဝင်ပြန်ခြင်းဘူးလားနှစ်ပတ်တောင်ရှိနေပြီစောက်တာကြာအောင်ပါနော်နောက်နေရမပြောင်းခဲ့အိမ်လူတသားစီအမြန်ပြေးပြီးအနန်းနေနဲ့အလွမ်းတုံးလေဗျာဟာကျုပ်တို့ဆရာလူယိုကြီးဗျစကားကိုစင်ချင်းဟာဟုတ်လား sorry ဗျာဒီရွယ်ဆိုတချို့များကလေးတောင်ဘယ်တယောက်ညာတယောက်ဖြစ်နေကြပြီမို့လို့ပါဗျာနောက်မကြံစည်နဲ့ကိုဆရာကြီးလက်စွမ်းနေကြကုန်ပဲဟာဒီလိုတော့ပြောလေကဲလေမန်းနေပြဲလေပါလားဟဲ့ဟဲ့ဘနက်စာဝါရီတော့ဆက်လာအောင်မယ်သွားပြီပြုတ်ရှမ်ပိန်ခွက်ကိုအကုန်မောချပြီးပြေးထွက်သွားတော့ကုံမျိုးဆွေကြောင့်ဒီဝရင်လိုက်မိတယ်ဘာကြောင့်လဲမသိပါဘူးအတက်ကလေး30နာကတ်လာတဲ့ကလူတွေကဘယ်တော့စားရမလဲလို့သာခဏခဏမေးလာကြတယ်လူမိမယူမဲ့ကိစ္စကိုတော်တော်စိတ်ဝင်စားနေကြပုံပဲဒယ်ရီကိုတော့ဟုံးမဆက်ဖြစ်တာကြားနေပါပြီပုံစံတိုင်း blind date လုပ်ပေးမယ်မိမပေးစားမယ်ဆိုတာကြီးပဲကြာတော့ဗီဒီယိုကောခေါ်ရင်ဒယ်ရီမျက်နှာကြီးကိုတွေ့ရမှကြောက်လာတယ်လို့ဖုန်းပြောရင်လည်းမြည်ချခြင်းမီးဆိုသည့်စကားပဲပြောတတ်လို့အတန်မှမကြားချင်ဘူးဖြစ်နေတယ်ဆရာဘာတွေတွေးနေရလဲမိမယူဖို့ကြောင်းလားခင်ဗျားတို့ကလည်းဒါပဲလာပြောနေကြတယ်ဆရာအားလုံးပြည့်စုံနေတာကိုဒါပဲပြောကြရရှိရပါနေစမ်းပါဗျာဟာဆရာဘယ်တော့လို့လဲအိမ်ကို2ရက်လောက်ပြန်အောင်မယ်ခင်ဗျားတို့နဲ့နေရတာစိတ်ဆင်းရဲလို့ဆရာလူပြိုကြီးဒေါသအချင်းပေါက်သွားပြီထင်ပါရဲ့ချက်ချင်းကိုပြန်ဖို့ဖြစ်သွားလေတယ်ဆရာတကယ်ကိုစိတ်မြန်လက်မြန်လူပါဒေါသကလည်းအင်မတန်ကြီးတယ်ဆရာလူယူမဲ့မိမတေချာပေါက်ဆရာကိုနိုင်မှဖြစ်လိမ့်မယ်မဟုတ်ရင်တော့ဆရာဒေါသနဲ့ပြပြားနေမှာတေချာပါတယ်ရုပ်ချောသလောက်စိတ်ကလေးနဲ့အစင်ချောနေကြတို့ဆရာကံပွင့်ချက်လန်ထွက်နေမှာတေချာတယ်အခုတော့ဘေးနားနေရတဲ့လူတော့ခက်လက်လက်ရဲ့ပါကျေးဇူးပဲဟာငါတငယ်ချင်းလေးဖုန်းကြီးလို့အသက်ရှိပါစေအမလေးနေတိုင်းတင်ခေါ်နေကြအောင်များကြွမြန်ကြွအေးပါမိဖြူရဲ့အေးပူမကဖြူလို့မျက်နှာပြောင်ပြပြီးတစ်ဖက်ခြံထဲသို့ဝင်သွားလေတယ်ကျောင်းစင်းလိုက်အေးပူကိုစပိန်နဲ့တင်ခေါ်လာတာ2ပတ်ရှိနေလေပြီစောင်းဝင်ပြီးအချမ်းပို့လာတာကြောင့်အနှွေးတဲ့ထပ်ပြီးဝစ်ထားပေမဲ့စပိန်နင်းလာတော့2ရက်တရာစာအေးနေလေပြီစပိန်ကိုကိုရောင်ထဲသို့ထည့်လိုက်ချိန်မှာကားနဲ့ရောင်တတိထားလိုက်မိတယ်ကိုကြီးပြန်လာပြီထင်တယ်ပျော်လုံးလို့ဆန်အိမ်စီးသို့ကစုံပေါက်ပြီးပြေးသွားနေမိတယ်ကိုကြီးဘယ်တော့မှပြန်ရောက်နေလဲမသိဘူးဖြူလုံးမှပြန်တတိယလုံးလို့တေတော့မယ်သူကတော့နေနိုင်လိုက်တာဟဲ့ဖြူလုံးဘာဖြစ်လာတာတော့အေးအချင်းညက်ကိုကြီးရောက်နေရလားညီကဘယ်လိုသိတော့ပြင်မာတော့ဖြူစမ်းမှာရောက်နေရလေအပေါ်တက်ကသူ့အိတ်ခမ်းထဲမှာဟာပြောလိုက်တာဟဲ့ချော်လဲနေမှဖြစ်အေးဖြူလုံးထားခုံပြီးမတဲ့အပျော်ကြီးပျော်သွားလေဒီကားတွေတော့အဆင့်ကျော်တက်ပြီးတဲ့အထိဖြစ်ကုန်တယ်ကိုကြီးခီးထွက်တဲ့နေတော့ကလည်းနှုတ်မဆက်လိုက်ရတယ်လို့ခီးမထွက်ခင်ညကလည်းကိုကြီးကိုစိတ်ဆိုးပြီးကိုက်လိုက်မိသေးတယ်ဘုံညာကဖြူလုံးမှာကိုကြီးတော်တော်နာသွားမှာပဲဆိုပြီးအဲ့လိုမပြောခဲ့ဘူးဖြူလုံးကလည်းအားရှိသလောက်ပြင်းညစ်ပြီးကိုက်ထက်လိုက်မိတာကြောင့်ပိုစိတ်ပူနေမိတယ်တကားခောက်လိုက်ရမလားကိုကြီးရဲ့အခန်းရှိကိုရောက်ပြန်တော့စိတ်ကမောမရဲဖြစ်နေပြန်တယ်တကားကြီးကိုတွန်းကြည့်လိုက်ပြီးတော့လောမချထားဘူးဘာဖြစ်လို့ပါလဲတကားကိုအသာလေးဟာပြီးခန်းထဲသို့တိတ်လေးဝင်ကြည့်လိုက်ပြီးတော့ကတင်းကြီးပေါ်မှာခြေကားလက်ကားရနဲ့ဆွတ်ဆန့်ကြီးအိတ်နေပါတော့ကိုရောကြီးကလေးစိုးကြီးလို့ပါပဲဓာတိဦးတို့ကအေးနေတဲ့ဥစ္စာဒရင်ပေါက်ကြီးကဖွင့်လျက်သားကြီးဖြစ်နေတော့ဖြူလုံးမှဒရင်ပေါက်ကိုပြေးပိတ်လိုက်ရတယ်အခန်းထဲကမထွက်ခင်ချင်းရင်ပတ်မှသူ့ခြေထောက်အောက်မှာပြိနေတဲ့ကွန်းဆောင်ကြီးကိုအသာဆွဲထုတ်ပြီးရင်စုံနားထိဆွဲချုံပြလိုက်တယ်နှကမ်းမွေးဆဆနဲ့မြေဘူးလားမသိဒါပေမဲ့ပိုပြီးကြီးလို့ကောင်းတယ်ကိုကြီးနိုးလာရင်ဖြူလုံးဆောင်ဝဲမှာအဆင့်တက်ရတဲ့အကြောင်းကြောမှာနော်ကိုဘာသာတိတ်လေးပြောပြီးကိုဘာသာသဘောကျနေမိတယ်နှကမ်းမွေးဆူဆူလေးတွေကိုသူမသိတော့ကန်ကြည့်မလို့လုပ်ပြီးကမှကျဲသီးပြုတ်နေတော့အင်ကြီးအဟကြားမှပခုံးသားပုပ်ပုတွေးလိုက်ရတယ်ပြီးတော့ဖြူလုံးကြိုက်ထားတဲ့ဒဏ်ရာကြီးအခုဒီဒဏ်ရာမပြောက်သေးပါလားအရာကြံနေသေးတော့မသနာပါတယ်ငါလည်းဘာလို့ခွေးချင်ကြံလိုက်တယ်မသိပါဘူးအမလေးဟာဘာဖြစ်တာလဲဒီဝါလည်းအိတ်ချင်မှုနဲ့အော်တန်ကြားလို့ထားကြည့်လိုက်မိရဖြူလုံးရအတန်ဖြစ်နေတယ်အိတ်ချင်မှုနဲ့ဆိုတော့နှလုံးထဲမှာဖြူလုံးကိုငကိုခွဲမြင်နေရတယ်ဗီဒီယိုကောခေါ်နေတာပဲအဲ့မုံစုံမွားနဲ့ဖုံးဖွင့်ကကြည့်လိုက်မိပြီးကမှနောင်တတွေအကြီးကြီးရတော့တယ်ခေါ်နေတဲ့သူကအခြားသူမဟုတ်ပဲမွေးသဖခင်ကြီးဖြစ်နေတော့ကြမှာပဲ Hi Daddy Thomas မင်းဒီနိုင်ငံကိုပြန်လာဖို့များစိတ်ကူးရှိသေးရဲ့လားရှိပါတယ်ရှင်ဘာဖြစ်လို့ပြန်မလာသေးတာလဲဒီမှာလှုပ်ရှားလေးမပြတ်သေးဘူးလေ
အဲ့ဒီကလေးစားချီရဲ့ကိစ္စကိုရက်တန်းရက်လိုက်ပါတော့ကွာမိမယူပြီးနှွေးချတဲ့မိသားစုလေးပုံဖော်လိုက်စမ်းပါတော့မှစီရဲ့အရွယ်လည်းမငယ်တော့အသက်40လောက်မှအိမ်အောင်ပြုတ်မှလေကျွန်တော်လက်ခံနေတဲ့သူတွေမှအများကြီးပဲစိတ်ညစ်ခံမနေပါနဲ့မင်းအသက်40ဆိုရင်ငါအုပ်ကူလည်းရောက်နေပြီလေအခုယူတော့ဘာဖြစ်မှာမို့လို့လဲငါမြည်ချင်နေရောကွာသူများတွေမြည်ချင်နေရပြီဟာတကယ်စိတ်ညစ်တယ်ဗျာဒီဘဝမှာခေါင်းတွေကိုသာဖိကုတ်နေလိုက်တယ်တွေ့လိုက်တိုင်းဒါကြီးပဲပြောနေတာအဖိုးကြီးတွေများလှုပ်ရှားမရှိတော့မြည်ချင်ရင်အလုံးရှုံနေကြမို့ရတယ်တကယ်ပါပဲစိတ်ညစ်ညစ်နဲ့ဖုံးဆက်ဖရင်မှာမျက်နှာလွှဲလိုက်ပြီးတော့သူ့ကိုပြူးကြောင်ကြောင်လေးရက်ကြည့်နေတော့ဖြူလုံးကိုသွားတွေ့တယ်ကိုကြီးဘာဘာသာစကားတွေနဲ့ပြောနေရလဲပြင်သစ်လို့လေကိုတဲ့ကြီးနဲ့စကားပြောနေရအော်ဖြူလုံးမှာအော်တလုံးကပြောနိုင်ပါတယ်ကိုကြီးကအဲ့လိုထူးဆန်းတဲ့ပြင်သစ်စကားကိုပါပြောတတ်နေတာပေါ့ဘသူနဲ့စကားပြောနေရလဲဂျယ်ရီကဘသူနဲ့စကားပြောနေရလဲလို့မေးနေတယ်ဖြူလုံးကနှုတ်ဆက်လိုက်ပါလားဟိုဖြူလုံးမှာပြင်သစ်လို့မပြောတတ်တာရတယ်နှုတ်ဆက်ရုံလေးပဲလားကိုကြီးကအတင်းလက်ကိုလာဆွဲပြီးကတင်စုံးမှာထိုင်ခိုင်းတာကြောင့်ဖြူလုံးနဲ့ထိုင်လိုက်ရတယ်ဖုံးဆက်ကွယ်ပေါ်မှာပေါ်နေတဲ့ဦးလေးကြီးကကိုကြီးချေဝါနဲ့တပုံစံနဲ့လို့ပဲစပင်ရောင်ကလွယ်ပြီးတော်တော်လေးကိုရုပ်တူတာသူကဘာတူလဲဟောဦးလေးကြီးကပြင်သစ်လို့ထပ်ပြောပြန်ပြီကိုကြီးကတော့စိတ်ပြက်လက်ပြက်နဲ့ hi လို့ပြောလိုက်ဖြူလုံးဆိုလို့ဖြူလုံးလည်း hi uncle ဆိုပြီးပြုံးပြလိုက်တယ် Thomas သူကမင်းရဲ့ချစ်သူလားဖြူလုံးနှောက်ဆက်လိုက်တာဘာမှပန်သွားတယ်မသိပါဘူးကိုကြီးရဲ့ဖေကမျက်လုံးပြုတ်ပြီးအတန်ကျဲကြီးနဲ့စကားပြောလာတယ်ဟုတ်တယ်လေအခုတော့သိရပြီမဟုတ်လားကျွန်တော်ချစ်သူကငငယ်လှလှလေးကိုကြီးကလည်းသူ့ဖေကိုခပ်ပြုံးပြုံးမဲ့ပြင်သစ်လိုလှမ်းပြောလိုက်ပြီးဖြူလုံးရဲ့ပခုံးကိုဆွဲပြီးဖတ်လိုက်တယ်ဖြူလုံးမှာငုတ်တုတ်ကြီးမိသွားခြင်းလောက်ဖြစ်သွားတယ်လက်ဖြားခြေပြားတွေဆိုတာချစ်ချင်းအေးတက်လာတယ်ကိုကြီးဖြူလုံးကိုဘာလို့ဖတ်တာလဲကိုကြီးကဖုံးကိုချလိုက်တယ်နဲ့ဖြူလုံးလိုက်ချက်ချင်းထားရဖြစ်လိုက်တယ်ကိုကြီးရဲ့မျက်နှာကိုကြည့်လိုက်တော့ဘာမှဖြစ်မနေသလိုပဲခုနကကိုကြီးဘာပြောလဲလို့ဖြူလုံးကိုလာဖတ်ရလေဟိုဖြူလုံးကိုကိုညီမလေးလိုပဲလို့အဖေကိုပြောလိုက်တာလေဟုတ်လို့လားကိုကြီးရဲ့ဖေကထောက်ရအောင်ဘာမှမဟုတ်ပါဘူးကွာကိုကြီးပြန်အိတ်ချင်တယ်လို့ဖြူလုံးအပြင်ထွက်ပေးနိုင်မလားအရန်ပင်ပန်းနေဟုတ်ကဲ့မျက်နှာလေးမသားမရနဲ့ကလေးမအခန်းထဲကနေထွက်သွားတော့မှပဲသူ့နှစ်ဖူးကိုသူပြန်ရိုက်လိုက်မိတော့တယ်ဂျယ်ရီကဖြူလုံးကမင်းရဲ့ချစ်သူလားလို့မေးတော့ဟုတ်တယ်အခုသိပြီလားကျွန်တော်ချစ်သူကငငယ်လှလှလေးလို့ပြန်ပြောလိုက်မိတယ်တော်သေးတာပေါ့ဖြူလုံးကပြင်သစ်ဘာသာစကားမတက်လို့မဟုတ်ရင်ပါကွဲမှာတေးကြတယ်ပြီးတော့ဖြူလုံးကအသားပါယူလိုက်မိသေးတယ်ငါဘာတွေလုံးလိုက်မိတာပါလဲနားအိမ်ပြီးရောဆိုပြီးပြောလိုက်မိတာကလေးပေါ်အခွင့်အရေးယူလို့ဖြစ်သွားပြီအချိန်အားဖြင့်ည6နာရီထိုးနေပြီဖြစ်တော့ကြောင့်နေတာတိုတီဆောင်းရတဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာယူဝိုးထွားဖြစ်လာတယ်နှစ်ပတ်လောက်ပင်ပန်းလာတဲ့မြောက်ဇနေကောင်အိတ်ချပစ်လိုက်ပြီးအာသာဖြေလိုက်တယ်မို့စိတ်ကတော့နှင်းရည်လေးပတ်ဖြန်းလိုက်လို့လန်းဆန်းနေတယ် secret တစ်ခုကိုမင်းညှိလိုက်ပြီးနောက်ခေါင်းစောအနက်ရောင်ကိုစောင်းကဝရန်ဒါသို့ထွက်လာခဲ့လိုက်တယ်ဒီနေ့နှင်းကြတာပဲအမောင်တူထဲမှာဖြူလာတဲ့နှင်းမုံဖြူဖြူလေးပြန်ကျဲချထားလို့ဖြစ်နေတာကြောင့်မြင်ရသူကိုစိတ်အေးချမ်းမှုအတိဖြစ်စေတယ်ခေါင်းစောဆောင်းထားသည့်သူ့ကိုယ်ပေါ်သို့နှင်းပွင့်နေခက်ကြဲကြဲကျနေလေပဲ secret ကိုသာတစ်ချက်ချင်းဖွာရှိုက်နေလိုက်တယ်သမဏကဒေသသည်ပူရင်လည်းအယမ်းပူလို့အေးရင်လည်းအယိုးကွဲအောင်အေးတယ်တောင်တန်းကြီးတွေကြောင့်ပူ၍အေးပူနေရတယ်ထင်ပါတယ်ပူရင်ကအပိုင်သုံးမှနေကြတော့ငါဆိုရင်ချန်ကပြင်ခင်းထားတဲ့အိမ်ကလေးထဲမှာဆောင်းရသည်ရောက်လာတာပါဖားနှစ်ယောက်ချမ်းလန်းလို့ခိုက်ခိုက်ကိုတုံနေတာပဲဒါပေမဲ့အေးချက်ကိုလုံးဝအံမတွနိုင်တဲ့ညတွေဆိုရင်တကောင်လောက်ကြီးလက်ချန်ထဲမှာမီးဖို့ပြီးအနှွေးချက်ရအောင်မီးလောင်ခဲ့ရတယ်ကိုရီပဲလားဆိုတော့အပိုင်သုံးကအခြားအိမ်တွေမှာလည်းဒီလိုတွေကြီးပါပဲဒါကြောင့်ဆောင်းနေပါဆိုရင်အပိုင်သုံးကလူတွေရဲ့ခြံဝန်းသားရအတူပိုးကပ်ပြီးမီးလုံကြတဲ့မိသားစုတွေကြောင့်အယမ်းကိုအသက်ဝင်လုံးနေလက်ဖြန်ရတဲ့အပိုင်သုံးကလူတွေကိုခွမ်းဆောင်နေလိုက်တွေနဲ့စောင်းနှင်းတဲ့လိုအပ်တာလေးလှူပေးအောင်ပါပဲအလုပ်တစ်ခုလုံးမယ်ဆိုရင်ချက်ချင်းထားလုပ်တတ်သူဖြစ်တာကြောင့် secret ကိုမင်းငိမ့်လိုက်ကအောက်ထပ်သို့ဆင်းလာလိုက်တယ်ဒေါ်နှင်းမြတ်ရှင်းလာပါပြီဒေါ်နှင်းမြတ်လည်းညစာတက်စီမံနေမှအော်ဒန်အကျဲကြီးပေးပြီးပြေးထွက်လာတယ်ဆရာကျမရောက်ပါပြီဒေါ်နှင်းမြတ်လက်ထံရောက်ရင်ဈေးကိုသွားပြီးရင်ကွမ်းဆောင်တွေရဲ့မိသားစုအိမ်မှွေရရဲ့အနှွေးတွေကိုသွားဝယ်ပါစီနဲ့ဆိုင်ရဲ့အခြားငချောက်တို့မြေပဲတို့ကြာရှည်ခန့်တဲ့စားတောက်တွေပါဒိုင်ကြီးထိသွားပြီးဝယ်ခဲ့ပြီးရင်အပိုင်သုံးမှာရှိတဲ့အင်ဂျီတိုင်းအတွက်တိုင်ကိုဆန်းတဲ့အိတ်စီဆယ်ပိတ်တာရဲ့အနှွေးတွေနဲ့အခြားကုန်ကြောက်တွေတင်းလို့မျှပေးလိုက်ပါပပပဲတွေဝယ်မလာနဲ့နော်အလူလုံးမှာဖြစ်လို့အကုန်လုံးအကောင်းစားတွေပဲဝယ်ခဲ့ပါနောက်နေကျွန်တော်စီမှာချက်လက်မှတ်လာပြီးလက်ပြန်ပန်းမှာမဆန်တော့ထုတ်ပြရတယ်သွားဝယ်လိုက်ရရလို့သမားတွေကခေါ်သွားပြီးကုခိုင်းလိုက်စကားတွေအများကြီးပြောသွားတော့ဆရာကြောင့်ဒေါ်မြင့်မြတ်မှာပါစအဟောင်းသားဖြစ်နေမိတယ်ဆရာဒီမျိုးကန်လည်းမဟုတ်ပါပဲနဲ့ဒေသခံတွေရဲ့လူအပ်ချက်တွေကိုလူအများသိနေရတာပါလေနောက်ပြီးဒီဒေသမှာသူ့လိုလည်းဘယ်သူမှမလူကြပါဘူးစံအောင်တအိမ်ကို2အိတ်တောင်နှုတ်မဲ့ပြင်
ကောင်းစားတွေဝယ်ပါတဲ့စီဆန်ပိတ်တာဆိုတာတာမန်စင်းရဲသားတွေအတွက်စောင်းတွင်းကာလတစ်ခုလုံးဖူးလုံးနိုင်တယ်ဆရာအပြင်ပန်းကသာဘီလူတစ်ကောင်အတင်ဆောင်ထားပေမဲ့အတွေးစိတ်ကလေးကနူးညံ့လိုက်တာတကယ်ကိုစိတ်ကလုံးကောင်းတဲ့နတ်သားလေးပါပဲအပိုင်သုံးကလူတွေအတွက်တော့နတ်မတဲ့အဖြစ်ပါပဲဒေါ်မြင့်မြတ်ဘာတွေကြောင်ကြည့်နေရလဲခမရအပိုင်သုံးမှနေခဲ့တာမလားအိမ်ချဘလောက်ရှိလဲစံပနဲ့အိတ်စီဘလောက်သားမှမလဲတော့တော့လေးဗျာဟုတ်ကဲ့ပါချီကျူးတာလေးတော့မဆုံးသေးဘူးအော်ချင်းငေါချင်းကစပြီတကယ်လူပါပဲအခုဆိုရင်အခုချက်ချင်းမှဖြူလုံးတော်တော်မြင့်မြတ်ပြန်လဲထွက်မလို့ခြေလမ်းပြင်ပြီးကမှဆရာဘက်သူပြန်လဲကြည့်ရပြန်လဲဆရာလေးဖြူလုံးကိုမှမမေးရတနေ့စားမွေအိတ်မပြောဘူးထင်ပါရဲ့ဖြူလုံးပမာလဲဘာလုပ်နေလဲမင်းစားပြီလားစားလို့ရလားစသဖြင့်မင်းကိုမင်းနိုင်တော့လေသူသမီးသားဆိုရင်ခလေးခမလှုပ်တောင်လှုပ်ရဲပါမလားမသိဘူးဖြူလုံးကိုဒေါက်တာမလေးလာခေါ်သွားပါတယ်ဟာသူကဘာလုပ်ဖို့လာခေါ်သွားတာလဲဟုတ်လေဟိုဒေါက်တာမလေးရဲ့ညီမရွှေပကြီးရဲ့မွေးနေ့ပါတီလုပ်ဖို့လေဆရာအဲ့ဒါဆရာအိတ်နေတော့မနှိုးတော့ဘူးဆိုပြီးဖြူလုံးကိုခေါ်သွားတာပဲဟာခမပြဘာလို့ထဲလိုက်ရတာလဲဆရာရဲ့ဒေါက်တာမလေးကဆရာချက်သူပြစ်တဲ့ပြင်သူတို့နှစ်ယောက်ကလည်းညီမဝမ်းခွဲတော်တာပဲဆိုပြီးလိုက်ခန်းလိုက်မိတာပါဆရာရဲ့ဒီမှာဒေါ်နှင်းမြတ်ခမကိုကြောက်မမှားထားဘူးလားဖြူလုံးနဲ့ပတ်သက်ရင်အသေးမွားလေးကစားကြောက်ကိုပြန်ပြောလို့အချိန်ချင်းပြောထားတယ်လေဒါကိုနားမလဲရလားမှတ်ထားနောက်တစ်ခါကျွန်တော်ချစ်သူမကောက်လို့ကျွန်တော်အဖေလာခေါ်တော့ကျွန်တော်စီကခွင့်ပြုချက်အရင်လာတောင်းအမလေးဆရာပုံစံကြီးကဘလူးစီးထားတယ်လို့ပါပဲလားနှစ်ထောင်နေကြီးနဲ့ကြည့်ပြီးအတန်ကောင်អော်သွားလိုက်တာများစစ်တိုက်ဖို့အမိန်ပေးနေတယ်လို့ပဲအခြားသူဆိုရင်ဘယ်ထည့်လိုက်မှလဲအခုကသူ့ရဲ့အမဝမ်းခွဲကိုယ်တိုင်တာဝန်ခံမိလာခေါ်လို့ထည့်လိုက်မိတဲ့ဟာကိုဒီလိုတကဘာပြက်ကိန်းနဲ့ကြုံမှမှန်းတင်ဖြူလုံးကိုတေတောင်မထည့်လိုက်ဘူးဒီနေ့ကညကျူတီမရှိလို့အရေးပေါ်ခွဲစိတ်မှုတွေလည်းမရှိတာကြောင့်ငွေရတော့ကို့အခန်းထဲမှာသာကိုအေးဆေးစားထိုင်ဖက်နေလိုက်တယ်ဒီတင်းပေါက်ကိုအသာဖွင့်လိုက်တော့ခြံနောက်ဘက်ကရေကူးကန်ပေးနာမှာမီးအောင်တစ်ဖြက်ဖြစ်နေပြီးကောက်ခုံနေကြတဲ့သူတွေကစိတ်ပြုတ်ဖို့ကောင်းလိုက်တာရေကူးကန်ထဲမှာလည်းယောက်ျားတွေရောမိန်းမတွေရောဘလူးပလက်နဲ့မရှိရေကူးနေလိုက်ကြတာများဘလူးဟာတွေလည်းမသိပါဘူးညီမဖြစ်သူရွှေကြီးကအင်ဂျင်နီယာမကြီးသာပြောတယ်သူ့ပေါင်းတွေကတကယ်ကိုစရိုက်တွေပါပဲဝင်းနဲ့ပါတီလောက်တာများဒယ်ရီကိုပြောလိုက်ပြီးရောပေါ့ဒယ်ရီသာစီစဉ်ပေးရင်တကယ်ချမ်းသာပြီးအဆင့်တန်းရှိတဲ့လူတွေပဲလာမှာအခုတော့ဘယ်ကတေလီတကိုးတွေလည်းမသိပါဘူးဆရာဦးအောင်ဖေရဲ့ဆန်လက်စိတ်ပညာဆိုတဲ့စာအုပ်လေးကိုဖတ်နေစင်မှာဖုန်းမိတန်ကြားလို့ကြည့်လိုက်ပြီးတော့ကိုစီမှာဖုန်းဖြစ်နေတယ်ကိုကသူ့ဘက်ကနေစပြီးဘယ်တော့အခါမှဖုန်းမခေါ်ဘူးပါဘူးကြည့်ရတာမွေးကိုလမ်းလို့များလားကျင်းနှမှုအပြင်းနဲ့ပြုံးလိုက်ပြီးပြီးနောက်ဖုန်းကိုစပီကာမှာဖွင့်လိုက်တယ်ဟယ်လိုမိတ်ရှိပါရှင့်မင်းဖြူလုံးကိုခေါ်သွားတယ်ဆိုကိုချစ်သူစီဖုန်းဆက်လာပြီးတော့အရင်ဆုံးမေးလိုက်တာဖြူလုံးနဲ့လားမွေးကိုများမင်းနဲ့တယောက်ျားမှမွေးကိုမင်းဆိုပြီးမပြောရဘူးဒါပေမဲ့ကိုကတော့အကြီးကိုမင်းနေတယ်လေဘာလို့မဖြစ်ရလဲကိုကတော့ဘာလို့တလူချင်းလေးသန်းလာမှနေရတာလဲဟာမင်းကဖြူလုံးကိုစီကနေခွင့်ပြုချက်မရပဲခေါ်သွားတာကိုပြောနေတဲ့စကားဘာအချိန်ပဲတက်ရောက်နေပြီလဲဆိုတော့သိရလားအဲ့ဒါကိုနားမလဲဘူးဖြူလုံးအခုချက်ချင်းအိမ်ပြန်ပို့ပေးပါအဲ့ဒါဘလို့ဖြစ်နေရလဲခွင့်ပြုချက်ဆိုတာမိဘအုပ်ထိန်းသူနဲ့ဆွေမျိုးသားချင်းတွေစီကတောင်းရတာပါပြောရင်ငွေနဲ့ဖြူလုံးမှာအမျိုးတော်ပါသေးတယ်ကိုညီမကိုခေါ်သွားတာဘာဖြစ်လဲအခုဟာဘောင်းလေးကြော်နေပြီနော်ဖြူလုံးနဲ့ကိုကဘာတွေမို့လို့လဲအဲ့ဒီကိစ္စအခုရှင်မဟုတ်ရင်ငွေရွက်ဇလန်ရှေ့ဆက်ဖို့သိကြမှာမဟုတ်ဘူးငါစကားတွေရှင်းချင်းပြောချင်ဖြူလုံးကအခုချက်ချင်းငါဆန်အိမ်ကိုပြန်ခေါ်လာခဲ့မဟုတ်ရင်တော့ငါကိုယ်တိုင်လာခေါ်လိုက်မယ်ဟုတ်ပါပြီခေါ်လာခဲ့မယ်ဝက်ဘက်ကဒေါသထွက်ပြီးပိတ်အော်ပြစ်လိုက်ပြီမယ်ကိုကအရင်ဖုံးချသွားတယ်ဂျာဘာသဘောလေမွေးကိုစိန်ခေါ်လိုက်တာလားမွေးရဲ့အနေထားကိုမှမထောက်သူ့အခိုင်းစီတယောက်လိုအောင်ငေါ့သွားလိုက်တာမြတ်အခြားသူတွေကအနားမှာရှိရင်ငွေကိုထင်သေးနိုင်တယ်ကိုရီးစားစကားစပြောတဲ့နေ့ကမွေးတို့နှစ်ယောက်ကိုလှုပ်ဖို့ကင်ပတ်ဆရာဝန်တယောက်ကတွေ့လိုက်တာကြောင့်တွဲနေပြီလားဆိုပြီးမေးလာခဲ့တယ်အဲ့ချိန်ကကိုဆွဲလန်းနေမိခဲ့တဲ့ငွေအမှန်အတိုင်းပဲဝန်ခံလိုက်မိတယ်အခုတော့ငွေပတ်ဝန်းကျင်ကခင်မင်းရင်းနှီးတဲ့လူမှန်သမျှငွေတို့ရဲ့အကြောင်းကိုသိကုန်ပြီတွဲတာမကြသေးဘူးဆိုပေမဲ့ငွေအတိုင်းကကြီးကျယ်တယ်မကြခင်ဖိဖိနာကိုဒီသတင်းရောက်သွားမှာပဲအခုကငွေကိုဘာတန်မိုးမှမရှိတဲ့ဖြူလုံးတော့အရေးဆိုင်မနေဘူးငွေကမလှလို့လားဥစ္စာဆင်းရဲနေသလားဘုံကျွတ်နေနဲ့လေဖြူလုံးတဲ့အဆဆရတာနေတာပဲဖြူလုံးပေါ်မှာထားတဲ့ကိုရဲ့သဘောထားဆင်းရဲတဲ့ကောင်မလေးကိုထောက်ပံ့ပေးတယ်ဆိုရဲအဆင့်ထက်ကျော်နေတာများလားစိတ်တွေညစ်ပါတယ်ဟိုကောင်မလေးကိုတောခေါ်အောင်လို့အမှန်တော့ဖြူလုံးကိုတောခေါ်လာတာကညီမလေးရဲ့မွေးနေ့မှာငွေမပါဝင်ခြင်းလို့ပါပဲသူမိတ်ဆွေတွေကဆေးသုံးတဲ့သူတွေတော့ရှိနေတော့ငွေမပတ်သက်ခြင်းဒါကြောင့်ဖြူလုံးကိုတောခေါ်ပြီးဒီဘုတ်ကန်းထဲမှာဦးစီးခိုင်းထားလိုက်တယ်ခုတော့ပြန်ဖို့သွားပြန်ခေါ်ရတော့မယ်မချောကြီး
အေးလားအသေးပိုင်းယူသွားတာစပစ်သေးရောပါသွားရဲ့လားဟဲ့မင်းနေတာတော့ဟိုမှာရေတာမစင်းရသေးဘူးဖြူလုံးရေဟာမမရွှေကသူ့တငယ်ချင်းတွေတက်အမြန်လာဖို့မှားထားတယ်လေသမီးဘက်ပကံနဲ့ထည့်ပြီးသွားပေးလိုက်တော့မယ်နော်ဖြစ်ပါမလားဖြူလုံးရေအေးလားရုပ်ဆိုးတယ်သူလာမှထပ်ဖို့ခိုင်းလိုက်မယ်လေညီကငငယ်ချောချောလေးဟိုမှာရေကူးနေတဲ့ကောင်လည်းဘလို့ဟာတွေလည်းမသိဒါဆိုမချောတော့ဖို့လိုက်ရေဖြစ်ပါဦးဟဲ့မျက်စိတော့မခံနိုင်ဘူးဒါဆိုလည်းသမီးပဲအမြန်သွားဖို့လိုက်တော့မယ်ဖြူလုံးလည်းလေးရှိမနေခြင်းတော့တာကြောင့်စပြစ်ခိုင်လေးကိုရေဆေးလိုက်ပြီးပကံထဲသို့ထည့်ကပါတီပွဲကျင်းပနေတဲ့ရေကန်ဘက်သို့ကူးလာခဲ့လိုက်တယ်တဖြည်းဖြည်းနီးကပ်လာတဲ့ပါတီပွဲကြီးဟာအယောင်စုံမီးတွေတစ်ဖြက်ဖြက်လင်းလိုက်နေပြီးအော်ဟစ်ဆူညံတန်တွေကလည်းစုံလို့ပါပဲမိန်းကလေးတွေကလည်းအပေါ်အောက်မလုံးမလဲတွေဝတ်ထားကြပြီးယောက်ျားချိုးကတော့ရေကူးပေါင်းမီလေးတွေသာဝတ်ထားကြတယ်ဒီလောက်ရာသီဥတုအေးနေတာကိုရေကူးနိုင်ကြတာအံ့ဩဖို့တော့ကောင်းသေးတယ်ခံခွက်တိုက်တန်တွေကလည်းညံထွက်နေပြီးဘီယာရှမ်ပိန်နဲ့ဝိုင်မျိုးစုံရဲ့ဘုံခွန်တွေကလည်းအမိုက်ပုံးတော်မတန့်ဖြစ်နေပြီမိန်းကလေးတွေကစရက်တောက်နေကြတယ်ကကြီးကပဲပြက်နေတာလားလူတွေကပဲဖြတ်နေတာလားမပြောတတ်တော့ပါဘူးဟေးစပစ်သိမ်းယူလာတဲ့ကောင်မလေးစပစ်သိမ်းယူလာတဲ့ကောင်မလေးဆိုပြီးအွန်လိုင်းတန်ကြားပြီးလှည့်ကြည့်လိုက်ပြီးတော့ရေကူးကန်ထဲမှာလူတစ်ယောက်ခေါ်နေခြင်းပါပဲဟေးငါခေါ်နေရလေမာနကြီးတာလားစပစ်သိမ်းလေးစားကြလို့ပါကွာကျိုးလူရဲ့အတန်ယောက်ျားကြီးဖြစ်ပြီးခက်ချွဲချွဲရဲ့ပါမငွေရတောင်းပေးထားလို့သာခုလုပ်ပေးနေရတာစိတ်ထဲမှာတော့အိမ်ကပြန်ကျင်နေမိတယ်ဟေးဘာရင်းငဲနေရလဲအမြန်လာကွာဖြူလုံးနဲ့တပြင်းရှည်ကြီးကိုချလိုက်တယ်အပေါ်ပိုင်းဝတ်မပါတဲ့ထိုးလို့မကြည့်ကျင်တာကြောင့်ညနာကိုတစ်ဖက်သို့လွှဲပြီးရေကူးကန်ရဲ့ပေါင်သားသို့ကတ်သွားလိုက်တယ်ရော့ဒီမှာအော်ရှင်ပါလောက်တာလေဒီပြဒီပကံကိုပုတ်ထုတ်လိုက်ပြီးဖြူလုံးရဲ့လက်ကိုလာဆွဲတာကြောင့်ထိုးလို့မျက်နှာကိုအထိတ်တလန့်ပြန်ကြည့်လိုက်မိတယ်ထိုးလူကလည်းဖြူလုံးကိုသွားကြည့်ဖြစ်ကပြန်ကြည့်လာတယ်လက်ကိုစောင့်ရုံလိုက်တော့သူကပြန်ဆွဲရတာကြောင့်ရေကန်ထဲကိုပြုံးဝကြအောင်ကျွေပြခင်းကိုလက်ထောက်ထားလိုက်ရတယ်။ကိုစားကျင်တာစပစ်သေးကိုမဟုတ်ဘူး။မင်းလေးကိုပေးပြီးထလူရုံမကြီးကဖြူလုံးရဲ့လက်ကိုလှမ်းဆွဲတာကြောင့်ဖြူလုံးရေကန်ထဲသို့ပြုတ်ကျသွားတယ်။ရေကန်ရဲ့ကျမ်းမြဟာဖြူလုံးရဲ့ခြေထောက်နဲ့အလံဝေးနေတယ်။ရေပြင်ပေါ်ပြန်ပေါ်လာတဲ့အခါအကုံသုံးပြီးအော်မိပေမဲ့အချိန်မထိန်နိုင်ပဲရေအောက်သို့ပြန်ရောက်သွားပြန်တယ်။ခြေရလက်တွေကိုအတက်နိုင်ဆုံးယုံနေမိပေမဲ့ဘာမှထူးမလာဘူး။နားရီနဲ့နှာခေါင်းတွေကိုရေဝင်လာရုံမှမကပဲရေသီးလုံးကြီးတွေကိုပါဘဲကြောင့်တစ်လျှောက်မျိုးချနေနေတယ်။ရေထဲကိုပြန်ပြုတ်သွားတိုင်းရေအောက်မှာမြင်နေရတဲ့များစွာသောရေကူးသူတွေရဲ့ခြေထောက်တွေလူတွေအများကြီးရှိနေပါလေနဲ့ဖြူလုံးကိုလာမကဲကြဘူး။ရက်ဆက်လိုက်ကြတာကိုကြီးနောက်ဆုံးမှတယောက်တော့သူ့ကိုတန်းတမိရင်မျက်လုံးတွေကိုအဆုံးအသက်မိတ်ချဖို့တွေးလိုက်စင်မှာခါးပေါ်ကိုလက်တစုံကရောက်လာတယ်။ကိုမင်းကိုအသေးတော့မသက်ပါဘူးကွာ။ဖြူလုံးရဲ့ခါးကိုကန်ပြီးရေပေါ်မှာပေါ်နေစေတဲ့သူကိုခေါင်းဆောင်ပြီးလှည့်ကြည့်လိုက်ပြီးတော့ဟိုလူပဲဖြူလုံးကိုရေထဲတွန်းချရတဲ့သူကဖြူလုံးကိုအနောက်ကနေထိန်းပေးထားသလိုနဲ့ချုပ်ထားတာကြောင့်ဖြူလုံးကြောက်လုံးလို့မျက်ရည်ပါကျလာမိတယ်။ပါတီပွဲမှာတချင်းတန်တွေကလည်းစုံလုံးနေသည်မို့ဖြူလုံးတို့ကိုချားသူတွေကတိတ်တတိမထားပြီးတော့ပိုလို့ကြောက်စိတ်ဝင်နေမိတယ်။ရှင်ကျမကိုလွတ်နော်။တေးကြလား။ကိုလွတ်လိုက်ရင်ဒီတစ်ခါတေးကြပါအသက်ပြောက်သွားမှာနော်။ဘယ်မှာစမ်းမှာပြီးပြီရဲ့။သူ့ရဲ့ရှာပြားနဲ့ပြောလိုက်တော့ညွတ်တုစကားတန်တဲ့သူထိုလူရဲ့လက်တွေဟာလည်းဖြူလုံးရဲ့ခါးနေရာကိုထိန်းထားရင်မှရွှေရှားလာတယ်လို့ခံစားလိုက်ရတယ်။အာလူရောက်ပါရှင်ကျမအခုလို့ပြောနေလေကဲကြပါဟာဒီကောင်မတော့ရေထဲမှာတင်ရုံးကန်ရင်ထိုလူရဲ့ဘိုက်ကိုတထောင်နဲ့ပိတ်ထိုးလိုက်တော့ဖြူလုံးရဲ့ပခုံးကိုသူ့လက်ကြီးနဲ့အနောက်ကနေအုပ်ကန်ပြီးဖိချလိုက်တယ်ဒီတစ်ခါတော့ဖြူလုံးရဲ့ဘဝကြီးအဆုံးသတ်ရပြီဆိုတာကိုသိလိုက်ပါပြီပခုံးကိုဖိထားပြီးရင်းနဲ့တက်နေတဲ့ထိုလူသမားကြီးရဲ့လက်ကိုတွန်းကန်နေမိပေမဲ့ဖြူလုံးကရင်မွန်းနေတဲ့သူလေရေမကူးတက်တဲ့ဖြူလုံးဖို့ရင်ကောင်းထဲမှာမွန်းကျက်လာတဲ့ဝေဒနာကိုအပြင်းထန်ခံစားနေရတယ်လက်တွေခြေထောက်တွေကလည်းရုန်းကန်ဖို့အားမရှိတော့ပါဘူးဖြူလုံးရဲ့အဆုံးသတ်ဟာဒီရေကန်ကြီးရဲ့အောက်ခြေမှာဖြစ်တည်သွားရမယ်ထင်ပါတယ်တဖြည်းဖြည်းနဲ့ဖြူလုံးရဲ့ခန္ဓာကိုယ်ဟာရေရဲ့ပင်တင်အောင်တွန်းကန်ရင်ရေအောက်ကျမ်းမြင့်စီသို့ပေါ်ပါတော့ငှက်မွေးလေးတစ်ခုကဲ့သို့လွင့်စင်သွားရပါပြီဖြူလုံးကမ္ဘာလောကကြီးနဲ့ခိတ္တမြအဆက်အသွယ်ဖြစ်သွားသောဖြူလုံးဖို့နောက်ဆုံးကြားလိုက်ရသောအတန်လေးတစ်ခုပါပဲအိမ်မက်ကလေးထဲမှာပေါ့ဝတ္ထုလေးကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးကျမကိုယ်တိုင်ရေးသားထားတဲ့ဝတ္ထုကောင်းလေးများကိုဖတ်ရှုပေးသွားမှာမို့ DNA YouTube Channel လေးကို Like and Subscribe လုပ်ပေးထားကြပါအောင်နော်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်။